မင်းကဒဏ်ရာလေဒီစစ်သားဖြစ်ပြီးတော့လက်ရှိလုံနေတဲ့စားတောက်ဆိုင်မှာမလုပ်ချင်တာမလို့လုံချုံရေးကုမ္ပဏီမှာအလုပ်ရှာခိုင်းမိမယ်အထက်လူကြီးရဲ့ထောက်ခံချက်လိုတာကြောင့်အလုပ်မရဘူးဖြစ်နေတယ်။တရက်မှာတော့မင်းစီသူ့လုပ်ဖက်ကိုင်းမဲ့ဆိုမင်းကတည်သွားပြီဆိုတဲ့သတင်းရောက်လာတယ်။ဆိုမင်းအတွက်ဝမ်းနဲ့မှတ်တရလောက်ကြပြီးတော့မူသွားတဲ့လူတယောက်ကိုကားပေါ်တင်လိုက်ချိန်မှာမင်းကအထက်လူကြီးကိုထောက်ခံတာလုပ်ပေးဖို့ပြောပြီးမဲ့ဂိမ်းမဆိုင်ပဲပြန်သွားပါတယ်။နောက်တစ်နေ့မှာတော့မင်းစီတိန်းတွင်ရောက်လာပြီးတော့သူ့ကိုတရင်မှလာတွေ့ဖို့ပြောတာနဲ့တွားတွေ့တယ်။မင်းကိုတိန်းလွင်ကဆိုမင်းရဲ့ခွေလူကိုဆိုမင်းစာပနာမီရောက်အောင်ပို့ပေးဖို့နဲ့ပြီးရင်မင်းလိုချင်တဲ့လုပ်ပေးမယ်ဆိုတာကိုပြောလိုက်ပါတယ်။လူကစီးရေးလေးကျင်ထားတဲ့ခွေဖြစ်ပြီးတိုက်ပွဲတွေကြောင့်စိတ်ထင်ရထားပြီးတော့ထားပေါက်တတ်တာမလို့စာပနာပွဲပြီးတော့နဲ့တက်ခံရမယ်ဆိုတာကိုတိန်းလွင်ကပြောပြတယ်။မင်းကလူရဲ့လှောင်ရင်ထဲကိုသွားပြီးစကားပြောကြည့်တာလူကငြင်းနေတာမလို့နေရလေးကိုကိုင်လိုက်တာမင်းကိုထားပြီးတော့ကိုင်လိုက်ပါတယ်။လူကစိတ်ပြောင်းလဲမြန်တာမလို့ပချုပ်နဲ့ထားပြီးတော့လူရဲ့အကြောင်းတွေကိုလည်းမင်းကိုပြောပြတယ်။ဆိုမင်းရဲ့ပစ္စည်းတွေနဲ့လူကိုတင်ခေါ်ပြီးတော့မင်းကခီးစားထွက်လာတယ်။တနေရာအကြောင်းမှာတော့မင်းကလုံချုံရေးကုမ္ပဏီကိုဖုန်းဆက်နေတော့မှနောက်ခန်းကလူတောင်းကျန်းနေတာမလို့စကားကောင်းပြောပြီးတော့ပချုပ်ကိုဆွဲဖြုတ်ပေးလိုက်ပါတယ်။မင်းကစန်ဆိုင်မှာတနက်ပြစ်လေးကျင်နဲ့အကောင်းကိုက်လာတာမလို့ဆေးတောက်ပြီးတော့အပြင်ပြန်ထွက်လာကားတိုင်ကိုလူကကိုက်ဖြတ်နေတာကိုတွေ့လိုက်ပါတယ်။မင်းကဘီယာဆိုင်ဝင်ပြီးတောက်ရင်နဲ့ကောင်မလေးတွေကိုကြောင်မိမယ်ဘယ်သူကမှသူ့ကိုသဘောမကျကြဘူး။အပြင်ပြန်ထွက်လာပြီးလူကိုအစားကျွေးနေတော့မှကောင်မလေး2ယောက်ရောက်လာပြီးတော့လူကိုသဘောကျတာမလို့သူတို့ကဝင်ရောကြပါတယ်။မင်းလည်းကောင်မလေး2ယောက်နဲ့ဘာညာထားတွေဖြစ်နေတော့မဲ့အချိန်မှာလူတန်ကြောင်ဘေးငါလူစိန်ကကားမှန်ကိုခွဲတော့မယ်လို့တာမလို့မင်းကထွက်လာရပါတယ်။လူစိန်ကိုလူကပြေးကြိုက်တာမလို့ကြောက်လန့်သွားတဲ့လူစိန်ကိုကောင်မလေး2ယောက်လုံးရောထွက်ပြေးသွားကြတယ်။ကားပေါ်မှာတညအိတ်လိုက်ပြီးတော့နောက်တစ်ရက်မှာတော့မင်းကလူကိုအတိတ်ကလူရဲ့ချစ်စရာကောင်းတာတွေကိုပြန်ပြောပြနေပါတယ်။တနေရာရောက်မှလူကဆက်စလူးထပြီးကားပေါ်ကနေပြေးဆင်းသွားပြီးတော့တောအုပ်ထဲကိုဝင်သွားအောင်မလို့မင်းကအနောက်ကနေပြေးလိုက်ပြီးမျက်ချစ်ပြတ်သွားပါတယ်။လူရဲ့သွေးကိုတိတ်ပြီးနောက်အောင်ခံလိုက်တာကိုရောင်ဟောင်းတစ်ခုကိုတိတ်ပြီးတော့အထဲမှာချင်းမောင်မင်းစိုက်ခင်းကိုတွေ့လိုက်ပါတယ်။မင်းကစတုံနာမဟုတ်လို့ချင်းမောင်မင်းစိုက်ခင်းကိုစိတ်ဝင်စားပဲနဲ့လူကိုပဲတဲတန်လိုက်ရှာရင်လည်းနောက်ကပြတဲ့လက်နဲ့ပုံကြောင်မိလေသွားရတယ်။မင်းပြန်တတိယလာတော့ထိုင်ကုန်မှာခြေရောလက်တွေရောကြီးခန္ဓာပြီးတော့စိုက်ခင်းပိုင်ရှင်ကိုကင်းကသူ့ကိုဖမ်းမဲ့ရဲလို့ထင်သွားပြီးတော့မင်းကိုဖမ်းလိုက်တာဖြစ်ပါတယ်။ကိုကင်းပြတ်ထွက်သွားတော့မင်းလည်းခြေထားတဲ့ကြိုးတွေကိုဆွဲဖြုတ်လိုက်ပြီးတော့ကိုကင်းနောက်ကိုပစိန်ကန်ပြီးတော့ပုံမိလိုက်သွားပါတယ်။အခန်းတစ်ခန်းမှာလူကိုတွေ့ပြီးလန့်ခေါ်ပြီးမြဲလူကပြန်မလိုက်ဘဲနဲ့ပေးနေရမလို့အခန်းသားကိုကပ်ပြီးတော့အထဲကိုကြည့်လိုက်ပါတယ်။ကိုကင်းမိမတီတာကမင်းကိုဖမ်းထားလို့စူနေပြီးလူနဲ့လည်းရင်းနှီးနေတာမလို့မင်းကအံ့ဩသွားတယ်။မကြခင်မှာမင်းနဲ့ကိုကင်းကရင်းနှီးသွားပြီးတော့ကိုကင်းကရဲ့တန်ရာရေးစာအုပ်ကိုပြပြီးတော့အကြောင်းတွေပြောပါတယ်။တီတာကသူ့ရဲ့အကြမ်းမြင်ကိုတုံးပြီးကစိန်ခံမွေးရမှာအိတ်ချင်နေပြီးတော့အိန္ဒိယစာစားချင်နေရဆိုတာကိုမင်းကိုပြောပြပါတယ်။မင်းကလမ်းမှာအယုတ်တယောက်ကိုဝင်ဝဲပြီးလူတွေနဲ့နေရမှာကိုထားမရတာမလို့လူမရှိတဲ့နေရာမှာပဲခဏထားလိုက်ပါတယ်။မင်းကမြို့တစ်မြို့ကိုရောက်နေချိန်မျက်မှန်မြင်စစ်ပြန်တဲ့ခွေးသူရဲကောင်ဟန်ဆောင်ပြီးတော့ဟိုတယ်မှာအလက်ကားတဲလိုက်ပါတယ်။မင်းလည်းနန်စော်နေတဲ့လူကိုရေချိုးပေးလိုက်ပြီးတော့လူအတွက်စမူစာမှာပေးလိုက်ပါတယ်။လူကိုအခန်းထဲကိုထားလိုက်ပြီးတော့မင်းကတော့လူပြိုလှဲဖို့အပြင်ကိုထွက်လာပြီးမြဲလူကနောက်ကနေလိုက်လာတာကြောင့်လူကိုခေါ်သွားလိုက်ရပါတယ်။မင်းနဲ့လူတို့အောက်ထပ်ကိုရောက်နေချိန်မှာရှေ့ထဲမှာတာဝန်ထမ်းဆောင်ခဲ့တဲ့လူကအာရက်ပုံစံဝေထားတဲ့လူကိုခေါ်ဦးတာမလို့ပွဲတွေဖြစ်သွားပြီးတော့မျက်ကန်းရောင်ဆောင်ထားတဲ့မင်းလည်းအလိမ်နေပေါ်သွားပါတယ်။အခန်းထဲကိုရောက်သွားတဲ့မင်းကိုရဲကပြစ်စင်ကိုမေးပြီးတော့မုံတီးရေးပြစ်မှုလုပ်တဲ့သူလို့ဆွဆွဲလိုက်ပါတယ်။မင်းလည်းနဲ့ပတ်သက်တာတွေကိုရှင်းပြပြီးမြဲရဲကမယုံတာကြောင့်အချုပ်ခန်းထဲမှာတညအိတ်လိုက်ရပါတယ်။နောက်ရက်မှာတော့တခြားထောင်သားတွေနဲ့အတူမှတ်တမ်းတင်ခံနေရချိန်မှာရဲ့အကြောင်းအနေနဲ့ဇာပနာအမိသွားမယ်ဆိုတာကိုပြပြလိုက်တော့ပြန်လွတ်လာခဲ့ပါတယ်။အဲ့နောက်တော့နဲ့အတူခီးဆက်နေကြတယ်။မင်းကခီးတထောင်နားချိန်မှာလည်းရဲ့အကြောင်းကိုတခြားဖတ်ကြည့်ပြီးတော့နဲ့လည်းပို့ပြီးတော့ရင်းနှီးလာပါတယ်။မင်းကသူစနေဟောင်းနဲ့သမီးရှိရာမျိုးကိုရောက်တော့တွားတွေ့ပေမဲ့လက်မခံတာမို့လို့ကလေးကိုပြီးမဲ့အယုတ်ကိုလည်းစီပြေးပေးလိုက်ပြီးတော့မောင်းထွက်လာခဲ့ပါတယ်။ရဲ့အကိုရှိတဲ့အိမ်ကိုတွားတာအိမ်ပန်ရှင်ကိုထွားခွေးတွေကိုကောင်းကင်တွင်နေမို့လို့အားကြပြီးတော့ကိုလက်ကျင်ပေးဖို့လုပ်ပါတယ်။ကိုထွားရဲ့အကိုကိုစစ်တပ်ကနေမွေးစားခွင့်ရအောင်ယူထားပြီးတော့အခုဆိုရင်သူကလေးတွေကိုထိန်းနိုင်တဲ့ယုံကြည်သွားပြီလို့ပြောပြတယ်။ကိုထွားကိုနှုတ်ဆက်ပြီးတော့မင်းကပြန်တော့မယ်လို့မှသူကားစီလာကားထဲမှာရှိတဲ့စိုးမြင့်ရဲ့ပစ္စည်းတွေနဲ့ရဲ့စာအုပ်တွေကပျောက်ဆုံးသွားပါတယ်။ဒါကိုထွားကကြံနေတဲ့စိုးမြင့်ရဲ့လက်ဆွဲကိုကိုအနမ်းခံခိုင်းပြီးတော့ပစ္စည်းရဲ့ရှိမဲ့နေရာကိုလိုက်ရှာခိုင်းတယ်။အတော်တန်သွားပြီးအိမ်ယာမဲ့နေတဲ့နေရာမှာပစ္စည်းရဲ့အားလုံးကိုတွေ့လိုက်ကြရတယ်။ကိုထွားကိုနှုတ်ဆက်ပြီးမင်းနဲ့လည်းရှေ့ကိုခီးဆက်ထွက်လာပြီးကိုဇာဗနာမှာငြိမ်သက်နေပြီဖို့မင်းကမှားလိုက်ပါတယ်။ခဏကြာတော့ကားဆက်ရသွားပြီးမိုးတွေလည်းတဲနေချိန်ပြန်လို့မရတော့တာမို့လို့မင်းကတနေရာမှာမိုးခိုဖို့ဆုံးဖြတ်လိုက်တယ်။မင်းလည်းကိုရောင်တစ်ခုမှမိုးခိုရင်ဘယ်ဥမှဆက်သွယ်လို့မရတော့တာမို့လို့အမြန်ပြန်ထွက်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ကိုခေါ်လိုက်ပါတယ်။မိုးချင်းနံကြောင့်လည်းလမ်းသွားပြီးတော့အပြင်ကိုလည်းခေါ်လို့မရတော့တာမို့လို့မင်းလည်းစိတ်တူသွားပြီးတော့ထအောင်ပစ်တယ်။မင်းလည်းမိုးရနေတာကြောင့်အပြင်ကိုပြန်မထွက်တော့ဘဲနဲ့ကိုရောင်ထဲမှာပဲတညအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ချိန်လုံးငြိမ်ပြီးတီဗီကြည့်နေတဲ့ကိုခေါ်ပြီးတော့ခီးဆက်ထွက်လာတယ်။ဒီနေ့ကစိုးမြင့်ရဲ့ဇာပနာနဲ့ဖြစ်ပြီးတော့ကားပြင်မို့လည်းအချိန်မမီတော့တာမို့လို့နဲ့ခြေချင်းပဲရအောင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။လက်မရှိတဲ့ကားတွေကိုတိုင်းနဲ့တွဲကားတစ်စင်းကရပ်ပြီးတဲ့အတွက်ခီးနဲ့တော့ပေါက်ပါတယ်။စိုးမြင့်ရဲ့ဇာပနာမြို့နာကိုရောက်ချိန်မှာတော့ကားကြုံကမရှိတော့တဲ့အပြင်ကလည်းလမ်းလဲဆက်မလျှောက်နိုင်တော့တာမို့လို့မင်းကကိုဂုံပိုးပြီးတော့ခေါ်လာရတယ်။အချိန်မီပဲဇာပနာအခမ်းအနားကိုရောက်လာပြီးတော့ကိုလင်းမနေဖို့ပြောပြီးတော့ဇာပနာကိုရောက်လာပါတယ်။စိုးမြင့်ရဲ့ဖနက်ကိုတွေ့တော့သွားချင်နေတဲ့ကိုမင်းကလှုပ်ပေးလိုက်တာကစိုးမြင့်ရဲ့ဖနက်ပေါ်မိပြီးတော့ဝမ်းနေနေပုံကိုတွေ့လိုက်ရပါတယ်။ခဏကြာတော့တနက်တွေဖောက်မှာမို့လို့ကြောက်မှာဆိုတာကြောင့်မင်းကပဲနှစ်သိမ့်ပေးပါတယ်။လည်းစိုးမြင့်ရဲ့မိဘတွေကိုစိုးမြင့်ပစ္စည်းတွေကိုပြန်အပ်ပေးပြီးတော့နဲ့ပြန်ထွက်လာခဲ့ပါတယ်။မင်းကမကြခင်အသက်ခံရတော့မှတည်တာမို့လို့မတက်ဖို့ပြောပေမဲ့ဌာနကသူတို့ဆုံးဖြတ်လို့မရဘူးဆိုတာပြောလိုက်ပြီးတော့ခွေးကိုပဲပြန်လာဖို့ပြောပါတယ်။ဌာနမှာကိုပြန်ပို့လိုက်ပြီးတော့မောင်းထွက်လာခဲ့ပေမဲ့ကသူ့ကိုမခွဲချင်တာမို့လို့အနောက်ကနေစလိုက်အော်တန်ကြောင့်မင်းလည်းကိုမထားရတော့ဘဲနဲ့ပြန်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။မင်းလည်းတက်ကနေကိုမွေးစားခွင့်တောင်းလိုက်ပြီးတော့ကိုလက်ကျင်ပေးနေသူ့မိသားစုနဲ့ပြန်ဆင်ပြေသွားကဆက်လန်းလေးလည်းပြီးဆုံးသွားပါတော့တယ်။ကြီးမင်းတို့လည်းအိမ်ကမိသားစုနဲ့အဆင်မပြေရင်တော့ခွေးစိုးလေးတစ်ကောင်လောက်ခေါ်ပြီးတော့ခီးထွက်လိုက်ကြပါ။အစုံကြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။